ရက်ကွက်နေပြည်သူတွေကိုတစ်ဖက်လက်နဲ့ပြန်လဲစီးရုံးဖို့သူတို့ရဲ့အကြမ်းဖက်ဖက်စစ်ကောင်စီရဲ့လုပ်ရက်တွေကိုတဖြည်းဖြည်းနဲ့ပြည်သူကမေ့ပြောက်လာမင်္ဂလာပါနှွေမြန်မာရှင်နေမှကြိုဆိုပါတယ်နှွေမြန်မာရှင်နေဟာဆိုရင်နေ့စဉ်နှွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့သတင်းထူးသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့နှွေမြန်မာရှင်တွေကိုခိုက်လေးလုပ်ပေးပြီးအသည့်တင်တိုင်းသိရအောင်ဘေးနာကနိုတီခေါက်လောက်လေးကိုပါနှိုက်ပေးခဲ့ပါနော်ကျေးဇူးသူများကိုအထူးပဲကျေးဇူးတင်ပါတယ်နိုင်ဖို့သူတို့တွေဟာစိတ်သက်စစ်စင်ရင်းဒီတစ်ဖက်ကဖိနှိပ်ရက်ဆက်ကြမ်းကြုတ်တဲ့စုဖွဲ့တွေလက်နက်ကင်နေနဲ့ပြည်သူကိုဘလို့မှအိမ်မရစားမရပူပင်တော့ကရောက်နေအောင်တစ်ဖက်ကလည်းပြည်စည်းနှိပ်စက်ပြထားပြီးတော့တစ်ဖက်ကလည်းပဲသူတို့အုပ်ချုပ်ရေးအဖွဲ့အစည်းကိုသာယုံကြည်မယ်သူတို့အုပ်ချုပ်ရေးဆိုတဲ့ဒီဇိုးတွေလူဆိုးကြဘိုးတွေပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းရဲ့အမိန့်တွေကိုသာနာခံမယ်ဆိုရင်သူတို့တက်တာခွင့်ပေးမယ်ကင်းလွတ်ခွင့်ပေးမယ်နာကျင်မှုပေးမယ်ငါတို့နဲ့သာပူပေါင်းငါတို့စစ်တပ်ကိုသာထောက်ခံမင်းတို့တော်လှန်ရေးအင်အားစုတွေဒီမိုကရေစီအင်အားစုတွေနဲ့ပတ်သက်လို့မင်းတို့လုံးဝကင်းကင်းရှင်းရှင်းနေမယ်ဆိုရင်မင်းတို့ရဲ့လက်တလောကြုံနေရတဲ့စာဝတ်နေရေးအကျက်တဲကိုဖြည့်ရှင်းနိုင်မှုငါတို့တို့ဟာစံတော်၎င်းစီတော်၎င်းစောင်းစီတော်၎င်းထောက်ပံ့ပေးမယ်မင်းတို့အရန်ငတ်လိုက်ရင်မင်းတို့ကိုဘယ်တော်လှန်ရေးသားသမားလာကယ်မှာမဟုတ်ဘူးမင်းတို့နဲ့နေတဲ့ငါတို့အုပ်ချုပ်ရပဲမင်းတို့ထမင်းကျွေးနိုင်မှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်တစ်ဖက်ကလည်းအစစရရကြက်တီးအောင်ဆင်းရဲအောင်ဝင်မရအောင်ဘယ်ပေါင်းစုံကဖြည့်ဆည်းနှိပ်စက်တဲ့အခြေအနေတွေကိုသူတို့ဖန်တီးပါတယ်ဘယ်လိုဖန်တီးလဲဆိုင်ကယ်စီးရင်ဆိုင်ကယ်စီးခွင့်မရှိဘူးသူတို့ထောက်ခံတဲ့လူကစီးခွင့်ရမယ်။သုံးမင်းဆိုင်ကသူတို့ထောက်ခံချက်ပေးမှသူတို့အခွန်ဘဏ္ဍာပေးမှသူတို့စီးခွင့်ပေးမယ်။ကျန်တဲ့လူအကုန်စီးနှင်းခွင့်ပေးမယ်။တကောင်စင်းထုံနည်းတူတာပဲ။စစ်ချင်တဲ့အိမ်ကိုအချိန်မီလိုက်စစ်နေမယ်ဒုက္ခပေးနေမယ်အစစ်မခံခြင်းဘူးလားသူတို့အခွန်ပေးဘဏ္ဍာပေးစက်ကြီးပေး။စာဝန်နေဈေးရောက်ပြီလားသူတို့နဲ့အဆင်ပြေတဲ့လူဆိုရင်အခွန်ပေါက်ကောက်ခံမပေးဘူးရောင်းချင်တဲ့နေရာရောင်းခွင့်ပေးပေးမယ်သူတို့နဲ့အဆင်မပြေတဲ့လူဆိုရင်မရောင်းအောင်မလုပ်အောင်မကန်ရဘူး။နောက်ပြီးသူတို့ပို့ပြီးမျက်စိစုံငွေစုကြည့်မရဘူးဆိုရင်စစ်တပ်အကြမ်းဖက်စစ်တပ်ကိုဟောကောင်ကတော့တော်လှန်ရေးကိုထောက်ပို့ပေးနေတဲ့လူဖြစ်ပါတယ်လို့သတင်းရရှိပါတယ်တန်တရားရှိပါတယ် PDF နဲ့ဆက်သွယ်မှုရှိပါတယ်ဆိုလက်ညှိုးကောက်ထိုးလိုက်သူတို့နဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့အဆင်မပြေပဲကိုယ့်ကိုမှန်မှန်နန်းနန်းနေတဲ့တာမန်ပြည်သူဟာအချိန်မရွေး PDF နဲ့ဆက်သွယ်ရဲဆိုဆွဆွဲခြင်းနဲ့ဖမ်းဆီးတပ်ဖြတ်ထောင်ထဲမှာအစားပြောက်သွားတာကိုကြုံရနိုင်တယ်အဲ့တော့ပြည်သူတွေကနေရာပေါင်းစုံတောင်ပေါင်းစုံကကြက်တဲမှုပေါင်းစုံကြုံလာရပါတယ်ပုံစံလုံးတွေကတစားကြီးလာတယ်ဒီကြားထဲမှာလုံခြုံရေးကိုဗန်းပြပြီးတော့ဒီကောင်အုပ်ချုပ်ရေးဆိုတဲ့ကောင်တွေကရက်ွက်တဲ့ကိုတခုချိုးဘိုးတွေဝင်မလာအောင်ကျွန်တော်တို့ကတောင်းယူမယ်ဟောဒီမှာမီးကင်းအိမ်တိုင်းပဲနေမဆောက်မနေရကင်းဆောင်ပေးရမယ်ကင်းဆောင်မဆောက်ခြင်းဘူးလားကင်းဆောင်ငါကတရက်ကို3000 5000တော့စလာပြီတပံဒီတဲ့အစင်မြောင်အထက်ကညွှန်ကြားလာတဲ့ကျတို့ရက်ွက်မှာ CCTV ဘယ်နှလုံးတက်မှာဖြစ်တယ်ဘယ်မျိုးစားဘယ်နှလုံးဖြစ်တယ်တရုတ်ရဲ့ network နဲ့တိစောက်ထားတဲ့ဘယ်မျိုးစားဘယ်နှလုံးဖြစ်တယ်အဲ့အတွက်ပြည်သူအားလုံးကတာဝန်တိပါဝင်ပူးပေါင်းဆောင်ရွက်ရမယ်ခင်ဗျားတို့လုံခြုံရေးအတွက်ကျတို့ကလှုပ်တာ CCTV တလုံးအတွက်ဘယ်နှ area ကွာရင်ပေဘလောက်အတွက် CCTV ကျိုးအရှိနဲ့ဘာအတွက်ဘလောက်ကွာရင်တိန်ကိုဘယ်နှတော့လာပြီဖြည်းနဲ့ဘာနဲ့တူလာလဲဆိုတော့ဓာတ်ခွဲခန်းတွေကဖန်ကွက်ထဲကဖားလေးကိုအောက်ကရင်နှွေးနဲ့အပူပေးတဲ့လက်တွေဆန်းသက်ခန်းလို့ပါပဲတဖြည်းနဲ့ပူလာပြီလူတွေကကြောက်လန့်မှုတွေခြောက်ချားမှုကြောင်းမဘူးလားဒီအင်ကအကြောင်းသားဘာလို့မှတ်တာလဲအရင်တော့ကတော့သူတို့အင်အားစုတွေမျိုးပြမှာတိတ်ပြီးတော့မကြီးထွားဘူးအခုကအနှဲငယ်တချို့သောမျိုးပြရန်ကုန်လိုနေရာကြီးတွေတော်လိုင်းပတ်သားတွေတိတ်ကတ်နိုင်စွမ်းမရှိတော့တဲ့တချို့သောမျိုးပြငယ်လေးတွေမှာဒီကောင်တွေကအုပ်ချုပ်ရေးဖွဲ့တွေကတော်တော်တကိုးကြွလာပါတယ်တကိုးကြွလာပြီးတော့ကျောင်းမအိုင်လည်းမအဲ့လိုကျောင်းသားအပြန်တော်လဲကျောင်းကအကျင့်ပြက်လက်စားနေတဲ့ကျောင်းအုပ်ဆိုတဲ့ဆရာဇိုးဆရာမဇိုးတွေကဟာမင်းဘာလို့ကျောင်း3နှစ်ကျော်မအပ်တာလဲကိုဗစ်တော့2နှစ်ပဲရှိတာနောက်တစ်နှစ်ကမင်းမအပ်တာမင်းဘာလဲဖက်စစ်တပ်ဒီအကျန်းဖက်ဒီဒိုးစစ်တပ်ကိုမင်းအားခံပြီးမအပ်တာလားမင်းအဲ့လိုရနေရတာနဲ့တစ်နှစ်မင်းတန်ကြီးဘယ်နှသိန်းဆောင်မဆောင်နိုင်ကြောင်းမနဲ့ဟောပြည်စည်းနှိပ်စက်မှုတွေစလာတယ်နော်အဲ့တော့ပြည်သူတွေကလည်းတော်လိုင်းရေးရှည်ကြလာတဲ့မြသားသမီးပညာရေးအဆက်ပြတ်သွားမှလည်းစိုးရိမ်ဘလို့မှလည်းတခြားနည်းလမ်းနဲ့ကြိုးပမ်းမှုအင်တာနက်နဲ့သူတို့သင်မယ်ဆိုပြန်တော့လေအင်တာနက် Wi-Fi တွေကိုအုပ်ချုပ်ရေးမှုဆိုတဲ့ဒီကောင်တွေကသူတို့ထောက်ခံချက်ရမှတက်ခွင့်ရမယ်ဒီမှာကျောင်းမတက်ပဲနေသလားကျောင်းမတက်ပဲနေအင်တာနက်တက်ခွင့်မပေးဘူးတစ်ဖက်ကပြန်လှည့်ပြီးတော့ဘောင်သွင်းပြီးတော့တဖြည်းဖြည်းပြည်သူကိုအကြက်တဲဆုံးဖြစ်အောင်လှုပ်လာခဲ့တာတွေ့တယ်အဲ့တော့ကျွန်တော်ကတော့ဒီဓာတ်ပုံတစ်ပုံထဲမှာပဲမြင်ရတဲ့မြင်ကွင်းကိုအထိုင်ကြည့်နေရင်လည်းကျွန်တော်ကပြည်သူတွေကိုဘယ်အချင်းရအောင်မဆိုအသေးချာလေးအနီးကပ်လေးကြည့်ပြီးတော့ဖြစ်နေတာတွေပြက်နေတာတွေဖြစ်လာနိုင်တာတွေကိုစဉ်းစားအတွေးနယ်ချဲ့ဖို့နောက်ဆုံးများနိုင်ငံရေးစီရေးသုံးသက်ချက်ထိကိုဓာတ်ပုံတစ်ပုံရဲ့မြင်ကွင်းကိုတာမန်ကြည့်ုံနဲ့မဟုတ်ဘဲနဲ့ကြည်ပြန့်အရှိတစ်ဖြစ်ဒီဓာတ်ပုံနောက်ဆက်တွဲကဘာတွေဖြစ်လာနိုင်တယ်
ဘလူကိုဘက်ကစီးရအာသာကျတော်လှန်ရေးအာသာကျတွေထွက်လာနိုင်တယ်လဲဆိုတာတွေကိုဟာကြည့်ပြီးတော့သုံးသပ်စေခြင်းတို့ဒီဓာတ်ပုံလေးအကြောင်းကိုကျွန်တော်ကြည့်ပြီးတော့ပြောပြတာဖြစ်ပါတယ်အခုဒီပုံဆိုရင်တောင်တကူမြို့နယ်တဲက106ရက်ွက်လို့ရှင်းပါတယ်အုတ်ချိုရေးမှုရဲ့အရှိလမ်းမျက်နှာစာမြင်ကွင်းဖြစ်ပါတယ်အုတ်ချိုရေးမှုရုံးဆိုတဲ့သူတို့ရဲ့ရုံးရဲ့ရှေ့တန်တိုင်နေကြမှာဆိုင်းပုတ်ပေါင်း3 4 5 6ခုရှိပါတယ်ဆိုင်းပုတ်ပေါင်း6ခုရှိပါတယ်เนาะကျွန်တော်အဲ့ဆိုင်းပုတ်6ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်ပြန်ပြီးတော့ချဲ့ပြီးတော့ပြောပြပါမယ်เนาะပြည်သူတွေလည်းလိုက်ပြီးတော့ကြည့်ရှုစဉ်းစားပေးဖို့ကျွန်တော်မေတ္တာရက်ခံခြင်းပါတယ်ဘာလို့ဆိုတော့အကြောင်းအရာတစ်ခုလေးကိုကျွန်တော်တို့ကတာမန်ကြည့်ပြီးရောဆိုတဲ့သဘောမျိုးမထားဘဲနဲ့ဘယ်အကြောင်းအရာမဆိုကျွန်တော်တို့ဟာစနစ်တကျဝေဖန်ဆန်းစစ်နိုင်မှုလိုပါတယ်အဲ့တော့ပထမဆုံးသူရဲ့ဘယ်ဘက်အစွမ်းဆုံးမှာရှိတဲ့ဆိုင်းဘုတ်အစိမ်းမှာအဖြူစလုံးနဲ့ရေးထားတာပထမတစ်ခုကတာဝန်အရစစ်ဆေးခြင်းကိုကြည်ပြူစွာလက်ခံပါနော်အဲ့ဒီဆိုင်းဘုတ်တွေအကုန်လုံးရဲ့ခြံစည်းရိုးမှာနော်အုတ်ချိုရေးမှုရဲ့ခြံစည်းရိုးမှာကာထားတယ်အဲ့ကာထားတဲ့ green net နဲ့အကျဉ်းထောင်တန်တိုင်းလိုတန်တိုင်းကြီးရဲ့အရှိမှာစောစောဆိုင်းဘုတ်တွေကိုချိတ်ထားတယ်အစွန်းဆုံးဆိုင်းဘုတ်ကတာဝန်အရစစ်ဆေးခြင်းကိုကြည်ပြူစွာလက်ခံပါလို့ကျွန်တော်လှမ်းမြင်ရပါတယ်နော်ဒါကြည်ပြူစွာလက်ခံပါပြီးဒုတိယဆိုင်းဘုတ်လေအဲ့အစိမ်းမှာပဲအဖြူစလုံးနဲ့ထပ်ချိတ်ထားပါတယ်အဲ့စရင်တိုင်ကြားရန်ဒါတတိယဆိုင်းဘုတ်ကဘာလဲထောက်ခံစာပြုလုပ်ရန်နော်နောက်စတုတ္ထဆိုင်းဘုတ်ကတစ်ခါထပ်ရေးထားပြန်တယ်တာဝန်ရစစ်ဆေးခြင်းကိုကြည်ပြူစွာလက်ခံပါနော်စတုတ္ထအဲ့ပတ်လည်းမှာအဲ့ဒီဆိုင်းဘုတ်တွေကတာဝန်ရစစ်ဆေးခြင်းကိုကြည်ပြူစွာလက်ခံပါဆိုတော့သူ့ရဲ့ရုံးအရှိ green net ကပတ်လည်းမှာအကုန်ပတ်ချိတ်ထားတာတွေ့ရပါတယ်နော်နောက်မီးလုံးတွေတော့ဆောက်အလင်းတွေချိတ်ထားဆိုညဘက်ကိုသူတို့ဟာအလင်းရသလောက်ပတ်လေးကိုထွန်းထားပြီးတော့သူ့ရုံးရှိကိုဖြတ်သားဖြတ်လာလူတွေအကုန်လုံးကို CCTV မှတ်တမ်းတွေနဲ့ယူဖို့သူတို့စူးစမ်းနေတယ်ဆိုတာတွေ့ရှိရတယ်အဲ့ဒီရုံးရှိလေးမှာစပွဲနှလုံးနဲ့နော်ဆန်9ပြည်သို့မဟုတ်9ပြည်လောက်ပါတဲ့အိတ်ကလေးတွေကိုသူတို့အလုံးပေါင်းတင်ထားတာတွေ့ရပါတယ်အိတ်အလုံးပေါင်း20လောက်တင်ထားပါတယ်အိတ်သေးသေးလေးတွေပေါ့ဗျာအိတ်သေးသေးဆိုတာ9ပြည်ကနေပြီးတော့9ပြည်လောက်ပဲပါတဲ့အိတ်ကလေးတွေပေါ့အိတ်20လောက်တင်ထားတယ်ကျွန်တော်ပြောချင်တာကအဲ့ဒီမှာသူတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်ဆိုတဲ့လူတွေဟာဘယ်လိုပုံစံတွေရှိလဲဆိုတာကျွန်တော်ပြောချင်တာတာမန်ပြည်သူတွေကအဲ့ဒီဇပွဲဝိုင်းနှလုံးရဲ့အပေါ်မှာတင်ထားတဲ့စံအိတ်ဒီမှာပဲတခါဘေးမှာအဲ့လမ်းရှိတဲ့မှာသူက block တုံးတွေကားတွေဝင်လို့မရအောင်ရောင်မြန်တွေပတ်ထားတဲ့ block တုံးတွေထပ်ချထားပါတယ်ဟိုဘက်ဒီဘက်ချထားပါတယ်အဲ့ဇပွဲရှိတဲ့ကနေကားလမ်းဝင်လို့မရပြီးတော့အုပ်ချုပ်ရေးအဖွဲ့ဝင်ဆိုတဲ့သူတို့အုပ်စုတွေကခြေထောက်တွေရောလက်တွေမှာရောအကုန်လုံးကတက်တူးတွေအပြည့်နဲ့အုတ်ထုပ်အမဲတွေကိုစီခက်ကွေးကွေးခန့်ကိုမျက်စိအုပ်အုပ်ဆောင်းထားကြတယ်ဒါတော့ဇိုးရဲ့ style ပေါ့နော်ဒါဇိုး style အဲ့လိုပုံစံနဲ့ရန်ကုန်မြို့ပြမှာတွေ့လိုက်ရှင်ဒါကရာဇဝတ်မှုတစ်ခုခုကိုကျူးလွန်ခဲ့ဘူးသူကျူးလွန်ဖို့ကြံစီကြိုးစားနေသူကိုလိပ်ပြကိုမလုံမဲနဲ့အများပြည်သူချင်းထံကဘာပဲရတပ်ပဲတက်ရဖြတ်ပဲဖြတ်ရလက်ရဲစရဲနဲ့ရက်ဆက်ရုံမာတဲ့အပြုမှုကိုပြုကျင့်ဖို့အမြဲကြိုးစားနေသူတွေရဲ့အများစုရဲ့လက္ခဏာအဲ့ဒီလိုအုတ်ထုတ်အမဲကိုဆောင်းမယ်ထိတ်ကိုကွေးကွေးလေးလုပ်ပြီးတော့နှစ်ဖူးထိအုပ်ပြီးတော့မျက်လုံးကိုသူကြည့်တာကိုငိုက်ပြီးကြည့်တဲ့ချိန်မှာသူ့မျက်လုံးနဲ့နှာခေါင်းနားထိကိုမမြင်အောင်ကာထားတဲ့သူတို့ရဲ့လက်ပြမလုံးခြင်းလက္ခဏာပေါ့ဒါဒီဇိုးတွေထောင်တဲ့လူဇိုးတွေလက္ခဏာလက်တွေမှာအလုံးကျွန်တော်ဆိုလိုတာမဟုတ်ဘူးတချို့ကအလှပသဘောနဲ့တက်တူးထိုးတာရှိအမှုပညာဆန်စွာနဲ့ပေါ့တက်တူးထိုးတာရှိတချို့ကဇိုးဖြစ်ကြောင်ထောင်ထွက်ဖြစ်ကြောင်ပြဖို့ထောင်ထဲမှာထိုးတဲ့ခက်ကြမ်းကြမ်းလက်ရတယ်လားနဲ့ဒီကောင်ယာကူဇာဂိုင်းလားဒီကောင်လူသက်သမားလားဒီကောင်လက်ရဲစရဲတက်ရဲတဲ့ရာဇဝတ်ထောင်ထွက်လူသက်သမားထောင်ထွက်လားကြောက်ကိုကြောက်နေရမယ်ဒီကောင်နဲ့သွားမရှင်နဲ့ဒီကောင်တွေကဘာမှတေးမထူးနေမထူးလူအသက်တစ်ချောင်းကိုဒီငှက်ကလေးကြက်ကလေးလို့တတ်လဲသူတို့နောက်ွယ်မှာရှိနေတဲ့စစ်တပ်ဖက်စစ်အင်အားစုကြောက်ဒီကောင်တွေအရေးခံမဲ့ကောင်တွေမို့ဒီကောင်တွေကြောက်ကိုကြောက်အောင်မယ်ဆိုတဲ့ပုံရင်မျိုးဇိုးတွေဟာဖန်ဆင်းဖန်တီးထားလေးရှိပါတယ်အဲ့တော့အဲ့ဒီပုံစံမျိုးရှိတယ်ခြေထောက်တွေမှာတက်တူးအပြည့်နဲ့လူတွေလက်တွေမှာတက်တူးအပြည့်နဲ့လူတွေအုတ်ထုတ်ကိုခန့်ခန့်ငိုက်ဆောင်းထားပြီးတော့ပြည်သူကိုမိုက်တိမိုက်ကိုင်းနဲ့ကြည်နေတဲ့မျက်ဝန်းနဲ့လူ9ယောက်လောက်ဟာအဲ့ဒီ block တုံးတွေချထားတဲ့အလဲလုံချုံအောင်ဖန်ဆင်းထားတဲ့အလဲဘေးနားမှာတန်ဆူးကြိုးတွေနဲ့ကားတွေလာလို့ရှိရင်တားဆီးနိုင်တဲ့ brigade အတားဆီးတွေနားလေးမှာသူတို့ကရက်နေတယ်ရက်ပြီးတော့တယောက်သောသူဆိုလို့ရှိရင်လုံးဝခါးထောက်ခြေထောက်တစ်ချောင်းရှေ့ထုတ်သူ့ရဲ့တက်တူးတွေမြင်အောင်ပြထားပြီးတော့စိုင်းကြီးပေါ်မှာဒီလိုတင်ပြီးတော့ mighty mic နဲ့ပြည်သူကိုကြည့်နေတယ်အဲ့ဒီပြည်သူဆိုတဲ့ပုံကိုအင်မတန် normal ဆင်းရဲတယ်လို့မြင်ရနိုင်တဲ့ပုံကိုတွေဟာပစိုးနွမ်းနွမ်းအင်ကြီးနွမ်းနွမ်းနဲ့မျက်နှာနွမ်းနွမ်းလေးတွေနဲ့
ဒီစံအိတ်ကလေးတွေကိုလာပြီးလက်ခံယူနေတဲ့ပုံကိုဓာတ်ပုံရိုက်ပြီးသူတို့တင်ထားတာတွေ့ရတယ်အဲ့ဒီမှာကြည်ချင်းအဖြစ်ဘေးနားမှာဆိုင်ပေးနေတဲ့လူရဲ့အနောက်နားမှာလဲလုံခြုံရေးသဘောမျိုးယူနေတဲ့လူတွေဟာအိတ်ကိုစီလွယ်ထားတာတွေ့ရပါလိမ့်မယ်အိတ်ရဲ့အနေထား site ကိုကြည့်ရတာဒါ၄ခွာလောက်တော့ထည့်ထားတဲ့အနေထားမရှိဘူးအနည်းဆုံးတော့ pistol 6လုံးမျိုးကြည်စံလက်ပစ်ပုံတစုံတရာပါနိုင်လောက်တဲ့ site အရွယ်တွေဖြစ်တာကိုသတိထားတွေ့ရှိရမှာဖြစ်ပါတယ်ဇစ်ကိုအလွယ်တကူကောက်ဖွင့်လိုက်ပြီးလက်နက်တော်လကောင်းလက်ထိတ်တော်လကောင်းလက်ပစ်ပုံတော်လကောင်း6လုံးမျိုးတော်လကောင်းပစ္စတိုတော်လကောင်းဆွဲထုတ်ပြီးပြစ်ခတ်နိုင်တဲ့ပုံစံမျိုးသူတို့လွယ်ထားတဲ့အိတ်ဒီအားလုံးမှာကြည့်ရင်သိနိုင်ပါတယ်ဒါတော့တာမန်ရက်ွက်အုပ်ချုပ်ရေးမှုအဆင့်လောက်နဲ့သူ့ရဲ့ဘေးနာအနားပြလောက်ထိကိုလက်နက်တွေတက်ဆင်ပေးထားလောက်ပြီလို့ကျွန်တော်တို့ခံမှန်းလို့ရပါတယ်အဲ့တော့ဒီလိုလူတွေဟာငကိုကမှခိုးဆိုးလူနိုင်ဒုစရိုက်ကိုရင်ပါပြီးတော့လူငင်းချမ်းသာဆိုပြီးမျက်နှာသာပေးပြီးထောင်ထွက်လာတယ်အခုလုတ်ပိုင်ခွင့်အာဏာပေးထားတယ်ငါတို့ခိုင်းတာလုပ်ရင်မင်းတို့မျက်နှာသာရမယ်အခွင့်ထူးရမယ်ရှားပွေခွင့်စီးစိမ်နေရမယ်မင်းတို့ငါတို့နောက်ွယ်ကပံ့ပိုးပေးမယ်ဆိုပြီးဖက်စစ်တပ်ကအုပ်ချုပ်ရေးမှုယာတို့ပေးထားတယ်လက်နက်တွေပေးထားတယ်ဒီလိုမျိုးလူဆိုးလက်နက်ရောက်သွားတာဟာငါပြောတော့မြောက်ဆောက်ခိုင်းတာတဲ့မြောက်တွေကိုကင်းဆောက်ခိုင်းတာနဲ့အတူတူဖြစ်သွားတာပေါ့ဒီတကူကမှတို့ကခိုးဆိုးလူနိုင်တိုက်ခိုက်လို့ပြည်သူပေါ်ဒုက္ခမျိုးမျိုးပေးလို့ရာဇဝတ်မှုအမျိုးမျိုးကျူးလွန်ခဲ့တဲ့ဇိုးတွေဒါကိုအခုအုပ်ချုပ်ရေးမှုတွေဖြင့်ခန့်ပြီးတော့ပြည်သူတွေဟာလုံးဝစိတ်ကင်းချမ်းသာစွာနေနိုင်တဲ့အနေအထားပျောက်ဆုံးသွားတဲ့ကာလကိုရောက်ရှိသွားတာဖြစ်ပါတယ်အဲ့တော့ပြည်သူတွေအနေနဲ့တိတ်ငတ်လာတယ်စားစရာမရှိတော့ဘူးဆိုတဲ့အချိန်မှာသူတို့ကလာစိုင်းပေးမယ်လာယူမင်းငါတို့မိကိုမငါတို့အားကိုမငါတို့အမိန့်ကိုနာခံမမင်းတို့ဆက်သက်ရှင်ခွင့်ရမယ်ဆိုတဲ့ပုံစံမျိုးကိုတဖြည်းဖြည်းသူတို့တွတ်သွင်းလာပါလိမ့်မယ်အဲ့တော့ပြည်သူတွေဟာဘယ်လိုလုပ်မလဲဘယ်လိုဆက်ပြီးရင်ဆိုင်မလဲသေမထူးနေမထူးဆိုတဲ့အနေအထားတစ်ခုကိုစီးပွားရေးတွေကြက်တဲလာတဲ့အလုပ်ကိုင်းတွေရှားပါလာတဲ့အခွန်တွေတောင်ပေါင်းစွာပိုနှိမ့်ဆက်လာတဲ့သူတို့တွေကိုခရဝဲရဝတ္တာယူကျိုးဒူးထောင်မရှိခိုးနိုင်ရင်သူတို့တောင်းတဲ့စက်ကြီးဆိုတဲ့အခွန်တွေကိုမပေးနိုင်ရင်ခင်ဗျားတို့တွေပြည်သူလူထုတွေအသက်ဥယျာဉ်စီးစိမ်အေးဆေးစွာနေနိုင်မှုဆုံးရှုံးတော့မှာဖြစ်တယ်သူတို့မျိုးပြတွေကိုဆိုလိုတာပါကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပြည်သူ့အုပ်ချုပ်ရေးရန်ရာတွေတဖြည်းဖြည်းတိုးချဲ့တိစောက်လာတဲ့လွတ်မြောက်ဒေသပုံမူကျယ်ပြန့်လာတဲ့လွတ်မြောက်ဒေသမှာတော့ဒီဇိုးဆိုတဲ့လူတွေဘလို့မှခြေချခွင့်မရှိပါဘူးဒီလိုအနေထားမျိုးလဲဘလို့မှကြုံရမရှိပါဘူးတိုးတော့ကွက်ကွင်းတချို့သာကြံတော့တဲ့ရန်ကုန်ဥမာတောင်တကုန်းလိုနေရာမျိုးကျွန်တော်နေတာပေါ့ဗျာတောင်တကုန်းလိုနေရာမျိုးတန်လင်းနဲ့တချို့သောနေရာမျိုးလို့ဒီနေရာမျိုးတွေမှာတော့လူဆိုးကြဘိုးဇိုးတွေရဲ့ဒီလိုဖီစီအုပ်ချုပ်စိုးမိုးမှုကိုခံနေရစေပြည်သူတွေရှိပါတယ်ဒီပြည်သူတွေကိုကျွန်တော်အဓိကထားမှာကြားချင်တာပါအခုချိန်မှာကျွန်တော်တို့ပြည်သူအားလုံးဟာသူတို့တွေပေးစာကမ်းစာစွန့်ကြဲလာတဲ့စောင်းစီလေးတပိတ်သားတို့မဟုတ်တပလင်းစိုက်ကလေး9ပြီတို့မဟုတ်10ပြီဒါလေးပေးလိုက်လို့ငါရဲ့ဂျေဇုရှင်ကြီးဖြစ်လေပါလားဆိုတဲ့သဘောထားနဲ့လူဆိုးလူမိုက်နော်ဇာတိတပြက်ပြားနေသောလူတွေထံဘက်မှာသွားပြီးအာမကိုးမိဖို့လိုပါတယ်ဒါတွေကိုကျွန်တော်တို့ပြည်သူအားလုံးဟာကြဲပြက်နဲ့ဆိုင်နဲ့လေးနဲ့တွေးမိပြီးအချင်းဖြန့်ချီဖို့လိုပါတယ်အခြေအနေရစာဝတ်နေရေးအရဘလို့မှရွှေ့ပြောင်းနိုင်တဲ့မရှိတဲ့တက်ကြီးရွယ်တွေရှိလို့ဘလို့မှတခြားသောအားကိုးယုံကြည်စရာဖောက်ထွက်နိုင်တဲ့အနေအထားတွေမရှိလို့ကြိတ်မိတ်တီးခံနေရတယ်ဆိုတဲ့ပုံစံမျိုးပဲဖြစ်စေချင်ပါတယ်မကြခင်တနေ့မှာဒီဇိုးတွေဒီအုပ်ချုပ်ရေးမှုဂျာဘူးကိုယူပြီးတော့ပြည်သူဖီစီနှိမ့်ဆက်နေတဲ့လူအလှော်သူ့အမျိုးအနွယ်သူ့ရဲ့အလုပ်ကိုင်သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတည်ထောင်ထားတဲ့လုပ်ငန်းသူ့ရဲ့အဆက်အနွယ်ဆွေမျိုးသားချင်းတွေလက်ရှိအနေအထားဘလို့အားလုံးကိုလက်ရှိသူတို့ရှိမှာစိုင်းသွားလက်ခံရတဲ့အခြေအနေရှိတဲ့ပြည်သူစင်ရသားတွေကခုချိန်မှာလုံယုံရေးတတိနဲ့ရသမျှမှတ်တမ်းအချက်လက်တွေကိုစုဆောင်းထားပြီးကျွန်တော်တို့တွေကိုပေးပို့ဖို့လိုပါတယ်ဒါခင်ဗျားတို့သူတို့နဲ့ဓာတ်ရိုက်အနီးတွေထိတဲ့အချိန်မှာသူတို့တပ်ပုံတွေသူတို့ရဲ့အတန်းတွေသူတို့ရဲ့ဆွေမျိုးသားချင်းတွေသူတို့ပြောပေါက်ဆိုပေါက်တွေသူတို့ရဲ့ဒီအတွင်းရဲ့သတင်းတွေကိုကျွန်တော်တို့ပေးပို့ပြီးတော့အချက်လက်တွေကူညီပေးဖို့လိုပါတယ်ဒါမှမကြခင်မျိုးပြသိမ့်ပိုက်တဲ့စစ်စီဝင်လာတဲ့အခါမှာအကြမ်းဖက်ဖက်စစ်တပ်တွေနဲ့အတူဒီလူဆိုးတခိုးကြဘိုးအုပ်ချုပ်ရေးမှုဆိုတဲ့လူတွေကိုပါတပါးတည်းကျွန်တော်တို့ကဖယ်ရှားရေးယူပြစ်ပြရမှာဖြစ်ပါတယ်နော်သူတို့တွေဟာနိုင်ငံတော်တည်ဆောက်ရေးမှာတေးကြတဲ့စူးညောင်းခလုတ်မဖြစ်မနေဖြစ်လာမယ်ယခုကလေးကဖောက်ပြန်တော်လူရန်သားတွေပြည်သူကိုတစ္ဆာဖောက်တဲ့နိုင်ငံတော်တစ္ဆာဖောက်ထားတဲ့လူရန်သားတွေဖြစ်ပါတယ်ဒါပေမဲ့သူတို့အားလုံးကျွန်တော်မဆိုလို့ဘူးနော်တချို့သောသူတွေကအုပ်ချုပ်ရေးနေရာမှာဝင်ပြီးတော့ခက်တီနဲ့ဝင်ပြီးတော့ဒီတက်တူးကြီးတွေနဲ့လူဆိုးလူမိုက်ငကွေးတွေတက်ပြီးတော့တကယ်ကိုလူဆိုးကြီးလို့စစ်တပ်ကိုပဲဆရာအဘနဲ့ဖာပါရသူပေါင်းတင်ပြီးတော့ဒီຢာတို့ကိုယူထားပြီမယ်ကျွန်တော်တို့တွေရှိချိတ်ဆက်ပြီးသတင်းပေးနေတဲ့တန်ဖိုးရှိသောဇိုးတွေလည်းရှိတယ်ဆိုတော့လည်းကျွန်တော်ပြောချင်ပါသေးတယ်အဲ့တော့သတင်းချက်လည်းပဲယူထားပါဘ
ဘယ်သူဟာတန်ဖိုးရှိတဲ့ဇိုးဖြစ်တယ်ကျွန်တော်တို့ခွဲခြားမှတ်တမ်းတင်ထားပါတယ်ဘယ်သူဟာတန်ဖိုးမဲ့သောရုပ်ကန်းသောဇိုးဖြစ်တယ်ဆိုတာလေကျွန်တော်တို့မှတ်တမ်းတင်ထားပါတယ်အဲ့တော့တန်ဖိုးမဲ့သောဇိုးလူဇိုးတစ်ခိုးကိုတန်ဖိုးမဲ့သောလူဖြစ်ကျွန်တော်တို့ဆက်လက်ရေးယူသွားမှာဖြစ်ပြီးအခုကလေးကဖျဲသီးဖြစ်တန်ဖိုးရှိသောဇိုးဖြစ်နော်အမြင်မှန်ရတယ်တိုးတော့အခြေအနေချိန်ခါရတူတာဒီအုပ်ချုပ်မှုယာရုကိုဝင်ယူလိုက်ရင်သူ့ထက်စိုးသွားမိုက်ရိုင်းဖောက်ပြန်သောလူဝင်ယူလာမှာဆိုလို့အယောင်ဆောင်အသွင်ယူပြီးတော့သူ့ရဲ့မိုင်မားခဲ့တဲ့အတိတ်သမိုင်းတွေကိုသူ့ကိုယ်သူတိဖြစ်ခဲ့ပြီးငါလူစိုးတကူတက်တူးတွေပြန်ဖြစ်ဖို့မတတ်နိုင်တော့ဘူးတိုးတော့ငါလက်ရှိချိန်မှာအုပ်ချုပ်မှုယာရုတော့ငါဝင်ယူရမယ်တိုးတော့ဖက်စစ်တပ်ကဘာတွေလုပ်နေတဲ့တဲ့တင်ကျန်းဖက်ဖက်စစ်တပ်ကပြည်သူကိုပြည်စည်းနှိမ့်ဆက်ဖို့တဖြည်းဖြည်းလေပင်ညှစ်လာတဲ့ဆိုတဲ့အခြေအနေဒီမှာတတ်နိုင်သမျှဂျားကနေပြေရောက်အောင်မြင်သာအောင်ကူရှင်သဘောမျိုးရှော့ဘာသဘောမျိုးအထက်ကကားအောက်ကဘိန်းဂျိုက်နေအရန်ကြတဲ့ခါမှာတချို့ကကူရှင်ဒီရှော့ဘာတွေလိုပါတယ်တအားဆောင်တဲ့အချိန်မှာဒဏ်ဖြစ်မတော့ဒဏ်ကန်ကရိယာလိုပါတယ်အဲ့ဒီဒဏ်ကန်ကရိယာအဖြစ်ငါဝင်ပြီးတော့အသုံးတော်ခံလိုက်မယ်ငါမိုက်ခဲ့တဲ့မိုက်မားခဲ့တဲ့ငါရဲ့ရာဇဝင်ပြစ်ဒဏ်တွေအတွက်ဒီအခြေအနေမှာငါအနာခံပြီးတော့ဖျဲသီးအဖြစ်အုပ်ချုပ်ရေးရာတွေငါဝင်ယူပြီးတော့ပြည်သူလည်းမနာအောင်အထက်ကဖိလာတဲ့ဖိအောက်လည်းတအားမသက်ရအောင်ဂျားကရှော့ဘာသဘောမျိုးကုရှင်သဘောမျိုးငါခံပေးမယ်ဆိုတော့တန်ဖိုးရှိသောဖျဲသီးဇိုးတွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်ကတန်ဖိုးရှိသောဖျဲသီးဇိုးတွေကျွန်တော်ကိုဆက်သွယ်လာတဲ့ဖျဲသီးဇိုးတွေကိုလည်းတန်ဖိုးထားပြီးကျူစုနေတယ်ပူးပေါင်းလက်တဲ့ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းလေးကိုဒီပုံလေးကိုကျွန်တော်ကရှုထောင့်ဘောင်းစုံကသုံးသပ်ပြရင်းနဲ့တန်ဖိုးရှိသောဇိုးများကိုဖိတ်ကြားလိုက်ပါကြောင်းပြောကြပါရစေဗျာအဲ့တော့ကျွန်တော်တို့တွေအကောင်းဆုံးအကြောင်းကျိုးနေရာတိုင်းမှာခြေနေတိုင်းမှာနော်တမ်းမြင်တာနဲ့ဒါကိုအားလုံးပုံပြီးတော့လူဆိုးလို့ကျွန်တော်တို့တန်းတွက်လို့မရတယ်လို့တော်လိုင်းရေးပတာထဲမှာတော်လိုင်းဘက်တစိတ်ကိုတက်ပြီးတော့တော်လန်သောစကားရဲရဲတော့ပြောကြားလာပြီးလက်သီးလက်မောင်းတန်းလာတိုင်းလေတော်လန်သူအစ်စ်ချက်ချင်းမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကိုပြည်သူတွေဟာလုံခြုံရေးတတိနိုင်ငံရေးတတိတမိုင်းတတိလူတူးချင်းစီရဲ့တိစိတ်မတိစိတ်ထဲမှာပေါ်ထွက်လာတတ်တဲ့တွေးခေါ်ဆင်ခြင်နိုင်စွမ်းအသည့်နဲ့ဝေဖန်ပိုင်းခြားနိုင်ဖို့လိုတယ်ဆိုတဲ့အကြောင်းလေးကိုအခုဇိုးကြောင်းရှင်းပြတဲ့မြင်ကွင်းလေးကနေကျွန်တော်တင်ပြလိုက်ပါတယ်ကြည့်ရှုတဲ့မိတ်ဆွေ subscriber အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ